ရန်ကုန်လေးစေးရလေးစတင်တော့ခွာပြီ။ဘန်ကောက်လေးစေးသူရောက်ပါပြီရှင်။ KK လေးစေးရလေးပြီးတော့စပိတ်ရန်တိုက်ကလပ်ကိုသွားခဲ့တယ်။ပုံလက်လာလေးလည်းရိုက်လို့ရတဲ့နေရာလေးပေါ့နော်။ပြီးတော့တဆင်ကြောက်ပြမျက်နှာကိုလည်းသွားခဲ့ပါတယ်ရှင်။မျက်နှာမှာဆိုလို့ရှိရင်ပေါ့နော်ဒီမီရှူမီပန်းလေးအလှပြတာလေးရှိတယ်။ပြီးတော့တင်မောစီနဲ့လည်းပေါ့နော်ဒင်နာစားခဲ့ရပေါ့နော်ဓာတ်ပုံတော့ရိုင်လည်းရမ်းလာပါတယ်ဒါပေမဲ့တေချာတော့မရိုက်ခဲ့ရပါဘူး Day 2မှာတော့မြဖေးရောက်ခဲ့ပါတယ်ဝင်ကြီးကတော့ပတ်900ပေးရပါတယ်ရှင်တွင်းထဲကိုတော့ပေါ့နော်သူကဓာတ်ပုံပေးမရိုက်တဲ့အတွက်အပြင်မှာပဲပေါ့ရိုက်လာခဲ့ရပါတယ်နေ့ဘီရင်နန်းတော်နေရာတော့ကက်လီရပဲပေါ့နော်တေချာတော့မရိုက်ခဲ့ရဘူးဒီလေပိုင်းမှာတော့ဒီစီးလိုက်နဲ့မက်တန်တူဆော့သွားခဲ့ပေါ့နော်တိုက်ရလေးပြီးတော့မက်တန်တူဆော့ကိုကူရဲခါကြတော့ဒီဖျောင်းရုပ်တူကိုတွေ့ရတယ်ဖျောင်းရုပ်တူအစုံနဲ့လည်းပေါ့နော်ဓာတ်ပုံရိုက်ခဲ့ရတယ်တကယ်လူအစ်စ်တိုင်းပဲပေါ့နော်လူစီရက်လေးတစ်ခွက်နှစ်ခွက်ဝင်ပို့ခဲ့ရပေါ့နော်ပြီးတော့ပေါ့နော်အဲ့မှာဆူကာဘတ်တို့မိုက်ကယ်ဂျက်ဆင်ပြီးတော့အကုန်ပေါ့နော်ဒေါန်ဆန်းစုကြည်ပုံတူရုပ်ထုတွေကိုလည်းအကုန်ရှိရယ်ထိုင်းမန်နရီပုံတို့လည်းရှိရယ်ပေါ့အတူဓာတ်ပုံရိုက်ခဲ့ပါတယ်3မှာတော့ဘန်ကောက်ကချနာဘူလီမြို့ရဲ့ပေါ့နော်ဒီ River Hair Resort ရောက်ခဲ့ပါတယ်။သွားရဲတောက်လျှောက်မှာဆိုလို့ရှိရင်ဒီနေရာကိုအကြိုက်ဆုံးပဲ။ကြာတော့လေထူးခြားချက်ကပေါ့နော်ဒီမနက်စာစားရင်းနဲ့ပေါ့နော်ဒီအောက်မှာပေါ့အလှဝင်းကားလေးရှိရဲအားလေးကြည့်ပြီးတော့မနက်စာစားလို့ရတယ်။နေ့လယ်ပိုင်းမှာတော့ဒီရုံးအလူနဲ့တူတူဖောင်စည်းရဲပေါ့နော်။ဖောင်လို့ပဲခေါ်ရမှာဘယ်လိုခေါ်ပုတ်လို့ခေါ်လာမသိဖောင်လို့ပဲခေါ်လိုက်တော့မယ်။ရေမကူတက်ပေမဲ့ရေထဲလဲဆင်းလိုက်သေးရဲ့နော်။ဘာလိုနဲ့နောက်ဆုံးမှာတော့ last day ကိုရောက်သွားခဲ့ last day မှာ dream ကိုသွားခဲ့ရပေါ့နော်။ဘုံမှာကြတော့အချိန်သိမ့်မရလိုက်လို့ပေါ့တခြားပေါ့နော်ဒီအမြင်စည်းရာကြီးကြတော့ကြောက်တာလည်းပါတယ်အချိန်များလည်းပါတယ်နဲ့မစည်းခဲ့ရအောင်ပေါ့နော်ဒီ smooth down တော့အကြိုက်ဆုံးပဲဒီအားလုံးမှာတော့ပြီးတော့3 day free တော့ကြည့်ခဲ့ရတယ်ဆုံးမှာတော့ပြန်ချင်ရောက်ခဲ့ပြီပေါ့နော် See you next year BKK